ကိုမျိုးလေးဖြစ်ပါတယ်အဲ့ဒါကိုမျိုးလေးဖြစ်ပါတယ်မပြောတိမဲ့နေရှောက်ချိုတီးဖြစ်မယ်ရှောက်ချိုတီးကြီးကြီးဒီနေ့ကိုထလိမ့်မှာမိတ်တာတော့ဖွဲ့တာဖြစ်တယ်ထလိမ့်မှာမိတ်တာတော့ဖွဲ့ဆုံးဆဲဆွတောင်းတော့2026 3လပိုင်း30ရက်နေ့လာကုန်မနေ့ပြန်ဆို4လပိုင်း1ရက်နေ့ကိုတော့ကောင်းမြတ်တယ်အချိန်တိုင်းစက္ကန့်တိုင်းမှာကိုတော့ကောင်းမြတ်တယ်ကိုရဲ့ဂျေဇုဟာလုံလောက်ကြောင်းပြည့်ရှံကြောင်းအရင်ကဒီနေရာတွေမှာဟောင်းဆဲသွားတယ်မိတ်ထားသွားတယ်ဆွတောင်းသွားတယ် professional ထိတ်ဒီတောင်ထိတ်ဆိုလည်းအပေါ်မှာတက်ခဲ့တဲ့နေရာအမှတ်တရတွေပဲဟိုမှာ senior ဆရာဟင်နရီဦးလေးထုံမလားဆရာရှင်နိုင်ဒါဦးထန်းကဦးအောင်ထန်းကျန်တာသူချန်ဒီတောင်ထိတ်ရောက်ဖူးရဲ့ဒီနေ့အောက်ကနေတရားသွားတာတရားနဲ့ဒီလမ်းနဲ့တက်မယ်တက်ပြီးတော့ဒီတောင်ကုန်းလမ်းချအောက်မှာရှိတယ်ပြန်တက်ပြီးရင်ဒီထိတ်ကိုတက်သွားပြီးရင်ဒီထိတ်တောင်ထိတ်ကိုတက်ဖူးရောက်ဖူးရဲ့တောင်ထိတ်ပြီးရင်ဒုတိယကဒီတောင်ရှိနေတဲ့ပြဲကျွန်တော်တို့သားရေကကိုတော်ရဲ့မျက်မှောက်တော်ကဒီကြီးဆုံးမှာပဲရရဲမှာစာထုပ်တဲ့ခေါ်တယ်ပါရှိနေတဲ့